UFC Freedom 250ပွဲမတိုင်ခင် Weight Face Off မှာစိတ်ဝင်စားစရာအကောင်းဆုံး moment ကတော့ Justin Gaethje နဲ့ Ilia Topuria တို့ရဲ့ယုံကြည်မှုအပြည့်ရှိတဲ့စကားတွေပါပဲ Absolutely made for this shit right here. I am blessed to be in this position I am. Tomorrow night we are gonna live the American dream. I'm gonna get another victory, 18-0. Justin Gaethje ကဒီလိုအခိုက်အတန့်တွေအတွက်ကျွန်တော်မွေးဖွားလာတာလို့ကြေညာခဲ့တယ်လို့ Topuria ကတော့မနက်ဖြန်ညမှာ American Dream ကိုတကယ်အသက်ဝင်အောင်လုပ်ပြမယ်လို့ Champion တယောက်ရဲ့ယုံကြည်မှုနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ် UFC ရဲ့အန်ဒီရရှိဆုံး Fighter မြောက်ဘယ်လိုစကားပြောခဲ့ကြလဲဆိုတာအခုပဲကြည့်လိုက်ကြရအောင်ပါ UFC ရဲ့အကြီးမားဆုံးပွဲတွေထဲကတစ်ပွဲဖြစ်တဲ့ UFC Freedom 250ပွဲမတိုင်ခင် Justin Gaethje နဲ့ Champion Ilia Topuria တို့ Weight Stage ပေါ်တက်ရောက်လာခဲ့ကြပါတယ်နှစ်ယောက်စလုံး weight cut ကိုအောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီးပွဲအတွက်လည်းအဆင်သင့်ဖြစ်နေကြောင်းသက်သေပြခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ interview အစီအစဉ်တွင် Justin Gaethje နဲ့ Ilia Topuria တို့ကပွဲပေါ်သူတို့ရဲ့ခံစားချက်တွေယုံကြည်ချက်တွေကိုပြည်သက်တွေရှိမှဖွင့်ဟပြောဆိုခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ Justin Gaethje ကို interview လုပ်ခဲ့ရမှာသူရဲ့ယုံကြည်ချက်ပြည့်ရှိတဲ့စကားတစ်ခုကိုပြောဆိုသွားခဲ့ပါတယ် Ladies and gentlemen, I'm here with Justin Gaethje. Justin, you're a legend in this sport. You've had a spectacular career, and it all comes down to one fight tomorrow night. Tell us what that means to you and how it's going to go down. I was absolutely made for this shit right here. I am blessed to be in this position I am, and I will take this ultimate tomorrow night. You watch. Good luck to you, sir. Ladies and gentlemen, Justin Gaethje. Justin Gaethje ရဲ့စကားက trust တော့မဟုတ်ခဲ့ပဲသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိကြောင်းပြသခဲ့တဲ့စကားဖြစ်ပါတယ်ဒီလိုအခိုက်အတန့်တွေအတွက်မွေးဖွားလာခဲ့တဲ့ဆိုတဲ့စကားကသူ့ career တစ်လျှောက်လုံးရင်ဆိုင်ခဲ့ရတဲ့စိန်ခေါ်မှုတွေကအခု champion ကပတ်ကိုရယူဖို့အတွက်ပြင်ဆင်ပေးခဲ့တယ်လို့ဆိုလိုခြင်းလည်းဖြစ်ပါတယ် With the champion, ladies and gentlemen. Ilia, you have an amazing opportunity in front of the largest crowd perhaps to ever watch MMA tomorrow night to defend your title. Give us your thoughts on that and Justin Gaethje as an opponent. Since I was a kid, I always heard this lyric called the American Dream. And I never really understood the meaning of that word. But tomorrow night we are gonna live the American Dream. I'm gonna get another victory, 18-0. I'm gonna get that victory with fashion. See you tomorrow night, guys. Let's go. Good luck to you, sir. Champion, ladies and gentlemen. Ladies and gentlemen, how about one more thanks for the United States Silent Drill Platoon? And please stick around because Zach Brown is playing right after. Ilia Topuria ရဲ့စကားတွေထဲမှာထူးခြားဆုံးက American Dream ဆိုတဲ့စကားလုံးသုံးနှုန်းပဲဖြစ်ပါတယ်သူဟာနိုင်ငံရဲ့ခြားကနေ UFC ရဲ့ထိပ်တန်းဆင့်ကိုတက်လှမ်းလာသူဖြစ်ပြီးအခုချိန်မှာတော့ UFC ရဲ့အကြီးမားဆုံးစင်မြင့်ပေါ်မှာ champion တယောက်ဖြစ်ရပ်တည်နေပါတယ်ဒါကြောင့်သူပြောတဲ့ American Dream ဆိုတာဟာ champion ကပတ်ကိုဆက်လက်ထိန်းသိမ်းခြင်းနဲ့သူ့ရဲ့အောင်မြင်မှုခရီးစဉ်ကိုဆက်လက်ရေးသားနိုင်ခြင်းကိုရည်ညွှန်းတာဖြစ်ပါတယ် Justin Gaethje နဲ့ Ilia Topuria ရဲ့ Weight Face Off interview season ကတော့ဒီလောက်ပါပဲနောက်ပြန်မှာဘယ်သူကဘယ်ရင်ဖြစ်ဆက်လက်ရပ်တည်မလဲဘယ်သူကသမိုင်းသစ်တစ်ခုကိုရေးထိုးနိုင်မလဲဆိုတာအားလုံးစောင့်ကြည့်ရတော့မှာပါ UFC နဲ့ MMA လောကရဲ့နောက်ဆုံးရသတင်းတွေ fight breakdown တွေစိတ်ဝင်စားစရာ content တွေကိုအချိန်မီကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးအထူးပါဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင် like လုပ်လေးနှိပ်ခဲ့ပေးပါနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်